စစ်တင်းနိုဘီယာနဲ့ခေါင်းဖြတ်စားတဲ့ပစင်းရင်ခွေတွေရဲ့ထိတ်လန့်ဖွယ်ရာလျှို့ဝှက်ချက်၅ချက်စစ်သူသက်ဆိုင်သူနဲ့အတူတူနေထိုင်ပြီးတဲ့အခိုက်အတန့်လေးကအသာရဆုံးလို့ထင်ကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်လေးပြရနဲ့ကိုချစ်သူကကိုယ့်ရဲ့ခေါင်းကိုအရှင်လက်လက်ကိုက်ဖြတ်စားတော့သွားမင်းဆိုရင်ရောပရိသတ်များအားလုံးပဲမင်္ဂလာပါ GNC Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တဘာဝတရားကြီးတွေကအချစ်ဇလန်းလေးတွေဟာအမြဲတမ်းလှပနေတတ်တယ်လို့ကျမတို့ကထင်ထားတတ်ကြပါတယ်။ဒါပေမဲ့ဟောဒီမြက်ခင်းစိမ့်စိမ့်လေးတွေကြားထဲမှာကဘာပေါ်မှာအကြမ်းတမ်းဆုံးအရက်ဆက်ဆုံးနဲ့သွေးထွက်တန်ရိုးအဖြစ်ဆုံးသမီးစားဆက်ဆံရေးတစ်ခုနေ့စဉ်နဲ့အမျှဖြစ်ပျက်နေပါတယ်။ဒါကတော့ကြည့်လိုက်ရင်ရဟန်တပါတရားထိုင်နေသလိုအေဂျင့်နဲ့အယုတ်သွင်းရှိပေမဲ့တကယ်တမ်းမှာတော့သွေးအေးလူသက်သမားတွေဖြစ်ကြတဲ့ပစင်းရင်ခွဲတွေရဲ့အချစ်ဇလန်းပါဒီနေ့မှာတော့ချစ်တင်းနိုဘီယာနဲ့ကိုချစ်သူရဲ့ခေါင်းကိုဖျက်စားတတ်တဲ့ပစင်းရင်ခွဲတွေရဲ့ထိတ်လန့်ဖွယ်ရာလျှို့ဝှက်ချက်၅ချက်ကိုရင်ခုန်စိတ်လှုပ်ရှားပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးလျှို့ဝှက်ချက်ကတော့သူတို့ရဲ့မိတ်လိုက်ခြင်းလုပ်ငန်းစဉ်ပါပဲ။ပစင်းရင်ခွဲလောကမှာအမကောင်တွေဟာအထီးတွေထက်ကိုလုံးကိုပေါက်ပူကြီးမားပြီးတော့အင်အားလဲပိုတန်မာကြပါတယ်။အထီးကောင်လေးဟာသူ့ရဲ့မျိုးဆက်ကြံရည်ဖို့အတွက်အမကောင်စီကိုအသက်ဆွန့်ပြီးတော့ချင်းကပ်ရပါတယ်။ချစ်တင်းနီနောချိန်ဒါမှမဟုတ်ပြီးဆုံးသွားတဲ့အခိုက်အတန့်မှာပဲအမကောင်ဟာရုတ်တရက်အသွင်ပြောင်းသွားပါတယ်။အမကောင်ရဲ့အစူးချုံလေးအပြည့်ပါတဲ့ရှေ့လက်မောင်းကြီးတွေကအထီးကိုချုပ်လိုက်ပါတယ်။အထီးကောင်လုံးဝယုံထွက်လို့မရတော့တဲ့အချိန်မှာပဲအမကောင်ကအထီးရဲ့ခေါင်းကိုနှုတ်သီးနဲ့အရှင်လက်လက်စတင်ကိုက်ဖြတ်စားတော့ပါတော့တယ်။ချစ်သူစီကနေအနမ်းတွေကိုရမယ့်အစားကိုယ့်ရဲ့ဦးခေါင်းကိုတစားစီကိုက်ဖြတ်အစားခံရတဲ့ဒီအဖြစ်အပျက်ကတဘာဝလောကရဲ့ကြောက်စရာအကောင်ဆုံးသမီးစားဆက်ဆံရေးဖြစ်စဉ်ကြီးပါပဲဒုတိယလျှို့ဝှက်ချက်ကတော့ပို့ပြီးတော့ကြက်သီးထားစရာကောင်းပါတယ်ပုံမှန်အားဖြင့်တက်ရှိတစ်ခုကခေါင်းပြတ်သွားရင်ချက်ချင်းသေဆုံးသွားပြီးတော့လှုပ်ရှားမှုတွေရပ်တန့်သွားရမှာပါဒါပေမဲ့ပစင်းရင်ခွဲအထီးတွေကတော့အဲ့ဒီလိုမဟုတ်ပါဘူးသူတို့ရဲ့ခေါင်းကိုအမကောင်ကဝါးစားနေချိန်မှတောင်အထီးရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာဘာမှမဖြစ်တဲ့အတိုင်းမိတ်လိုက်ခြင်းလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်နေနိုင်ပါသေးတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲပစင်းရင်ခွဲရဲ့အာယုံကြောစနစ်ဟာအုံနောက်တစ်ခုထဲမှာစုပြုံမနေပဲခန္ဓာကိုယ်ဝမ်းပိုက်ပိုင်းမှာလည်းအာယုံကြောအဖူထုံးတွေအဖြစ်ပြန့်ကျဲတည်ရှိနေလို့ပါကောင်းပြတ်သွားတဲ့အခါမှာအုံနောက်ကနေရက်လိုက်တော့ဆိုတဲ့အမိန်ပေးမှုပြတ်တောက်သွားပြီးတော့ဝမ်းပိုက်ပိုင်းကအာယုံကြောတွေကအလိုအလျောက်တုံ့ပြန်မှုအနေနဲ့မိတ်လိုက်တဲ့အလုပ်ကိုအဆုံးတိုင်အောင်ဆက်လက်အကောင်ထဲပေါ်ပေးနေတာဖြစ်ပါတယ်။ကောင်းမရှိတော့တဲ့ခန္ဓာကိုယ်ကြီးနဲ့မျိုးဆက်ပွားဖို့ကြိုးစားနေတဲ့မြင်ကွင်းကတကယ်ကိုခြောက်ခြားစရာကောင်းပါတယ်။တတိယလျှို့ဝှက်ချက်ကတော့ဒီလိုရက်ဆက်တဲ့အပြုတ်မှုရဲ့နောက်ွယ်ကအကြောင်းရင်းမှာအမကောင်ဟာအထီးကိုဒေါသထွက်လို့ဒါမှမဟုတ်မုန်းလို့တပ်ပစ်တာမဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့ရင်သွေးတွေရှင်သန်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဖြစ်စဉ်တစ်ခုပါ။အမကောင်တွေဟာဥဖို့အတွက်အရန်ကိုများပြားတဲ့ပရိုတင်းဓာတ်ကိုလိုအပ်ပါတယ်။ပတ်ဝန်းကျင်မှာအစာအရှာဖို့ခက်ခဲနေချိန်မှာကိုယ့်ရှိမှအသိရှိနေတဲ့အထီးကောင်ကအကောင်းဆုံးနဲ့အလွယ်ကူဆုံးအာဟာရရင်းမြစ်ကြီးဖြစ်နေပါတယ်။သိပ္ပံနည်းကျလေးလာမှုတွေအရအထီးကိုစားတောက်လိုက်ရတဲ့အမကောင်တွေဟာမစားရတဲ့အမကောင်တွေထက်ဥအရေအတွက်ပိုများများဥနိုင်တယ်လို့ပေါက်လာတဲ့အကောင်ပေါက်လေးတွေကလည်းပိုပြီးတော့ကျန်းမာတန်ဆွမ်းကြတယ်လို့ဆိုပါတယ်။ဒါကြောင့်အထီးကောင်လေးတွေကသူတို့ရဲ့မျိုးရိုးဗီဇလောကကြီးမှာဆက်လက်ကျန်ရစ်နိုင်ဖို့အတွက်မိမိရဲ့ခန္ဓာကိုယ်ကိုသားသမီးတွေအတွက်အာဟာရအဖြစ်စတေးသွားကြတာပဲဖြစ်ပါတယ်။စတုထလျှို့ဝှက်ချက်ကတော့သူတို့ရဲ့အမဲလိုက်စွမ်းရည်ပါပဲ။ပစင်းရင်ခွဲတွေဟာအထီးကိုပဲစားတာမဟုတ်ပါဘူး။သူတို့ဟာတဘာဝတရားရဲ့အတော်ဆုံးကင်းပုံးမို့ဆိုးတွေပါ။သူတို့ရဲ့မျက်လုံးကြီးတွေဟာ 3D ပုံစံမြင်နိုင်စွမ်းရှိပြီးတော့သားကောင်ရဲ့အကွာအဝေးကိုတိတိကျကျတွက်ချက်နိုင်ပါတယ်။သားကောင်အနားရောက်လာတဲ့အခါသူတို့ရဲ့ရှေ့လက်မောင်းတွေနဲ့ဖမ်းယူတဲ့အမြန်နှုန်းက 0.1 စက္ကန့်တောင်မကြာပါဘူး။လူတွေမျက်တောင်တစ်ခက်စာအချိန်တွင်းမှတင်သားကောင်ကိုဖမ်းမိပြီးသားဖြစ်နေပါပြီ။သူတို့ကအင်းဆက်တွေသားမကတခါတရံမှာငှက်ငယ်လေးတွေဖားတွေပုတ်တင်ညိုတွေကိုပါဖမ်းယူစားတောက်နိုင်လောက်အောင်အစွမ်းထက်ကြပါတယ်။ဒီလောက်မြန်ဆန်ပြီးတော့အန္တရာယ်များတဲ့အမကောင်ကြီးရဲ့လက်တွင်းကိုဝင်သွားရတဲ့အထီးလေးတွေရဲ့ခြေနေကဘလောက်တောင်အသေးရစရာကောင်းမလဲဆိုတာစဉ်းစားတာကြည့်ပါတော့။နောက်ဆုံးပြင်စမအချက်ကတော့ပစင်းရင်ခွဲအထီးတိုင်းတေလန်းကိုရွေးကြတာမဟုတ်ဘူးဆိုတာပါပဲ။အထီးတွေကလည်းသူတို့ရဲ့အသက်သူတို့နှမျောကြပါတယ်။ဒါကြောင့်တချို့သောအထီးတွေကအမကောင်ရဲ့ချုပ်ကွက်ထဲကနေလွတ်မြောက်ဖို့အတွက်ထက်မြက်တဲ့လွတ်မြောက်ရေးနည်းဗျူဟာတွေကိုအသုံးပြုကြပါတယ်။သူတို့ဟာအမကောင်ကိုမျက်နှာချင်းဆိုင်ကနေဘယ်တော့မှမချင်းကပ်ပါဘူး။အမကောင်တခြားအစာတစ်ခုခုကိုစားနေချိန်
အာယုံလွဲနေချိန်ကိုစောင့်ပြီးတော့အနောက်ဘက်ကနေခိုးကြောင်ခိုးဝက်ချင်းကပ်ကြပါတယ်။ပြီးတာနဲ့မိတ်လိုက်တဲ့လုပ်ငန်းစဉ်ပြီးဆုံးတာနဲ့တပြိုင်နက်တစ်စက္ကန့်လေးတောင်အချိန်မဆိုင်မင်းလျှက်တစ်ပြက်အနောက်ကိုခုန်ဆုပ်ပြီးတော့ထွက်ပြေးကြပါတော့တယ်။တချို့အထီးတွေဆိုရင်အမကောင်ရဲ့အကိုက်မခံရခင်ကြိုတင်ပြီးတော့အမကောင်ရဲ့ရှေ့လက်မောင်းတွေကိုတိုင်းဖက်ချုပ်ကင်ထားတဲ့အထိညံကောင်းကြပါတယ်။ဒါဟာအသက်ရှင်ကြံ့ရည်ရေးအတွက်အချိန်ကိုက်တွက်ချက်ရတဲ့အမြင့်မားဆုံးစွန့်စားခန်းကြီးတစ်ခုပဲဖြစ်ပါတယ်။ကဲအခုဆိုရင်တော့တရားထိုင်နေတယ်လို့ငြိမ်သက်နေတဲ့ပစင်းရင်ခွဲလေးတွေရဲ့နောက်ွယ်ကသွေးထွက်တန်ရိုးအချစ်ဇလန်းလေးကိုသိရှိသွားကြပြီလို့ထင်ပါတယ်။သူတို့ရဲ့အချစ်ကလူသားတွေလိုရိုမန်တစ်မဆန်ပေမဲ့မျိုးဆက်သစ်တွေအတွက်ကိုယ့်ရဲ့အသက်ကိုပါစရေတဲ့အထိတော့ကြီးမားပါတယ်။တင်းအနေနဲ့ရောတဘာဝတရားရဲ့ဒီလိုရက်ဆက်တဲ့ရန်တရားကြီးကိုဘယ်လိုမြင်မိပါသလဲ။ကိုချစ်သူကိုအရှင်လက်လက်စားတော့တဲ့အမကောင်ကရက်ဆက်တာလား။အသေးခံပြီးတော့သွားချစ်တဲ့အထီးကောင်ကပဲယူမိုက်တာလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။